ခြင်းသည်ပရာဟိတလုပ်ငန်းဟုခေါ်သည်ဘာသာရေးလူမှုရေးများမချမ်းအများကောင်းညို့တဲ့ဘုရားဆောင်ရွက်ကြသည်မှပရာဟိတလုပ်ငန်းဟုခေါ်သည်မြတ်သူတို့စိတ်ထဲမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးလို့နေပါသည်မြတ်သူတို့လူတိုင်းမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးဖို့လိုပါသည်ဖြူစင်ရတာတရားတရားကတရေကြီးလူသားအလုံးရှင်တန်တီကြည်စင်မြဲလာသည်လောက်အားကုသိုလ်ပြုကြသည်ဒါနကုသိုလ်ပြုကြသည်သီလကုသိုလ်မြဲနေသည်မြတ်သူတို့နှလုံးသားမှာမကြောက်တင်ထားသည်ပရာဟိတလုပ်ငန်းများစွာဝိုင်းဝန်းလို့ဆောင်ရွက်နေပါသည်ပရာဟိတပရာဟိတပရိပဟိတပရာဟိတပရိပဟိတပရာဟိတပရိပဟိတပရာဟိတဆောင်ရွက်ကြခြင်းသည်ပရာဟိတလုပ်ငန်းဟုခေါ်သည်ဘာသာရေးလူမှုရေးများမချမ်းအများကောင်းညို့တဲ့ဘုရားဆောင်ရွက်ကြသည်မှပရာဟိတလုပ်ငန်းဟုခေါ်သည်မြတ်သူတို့စိတ်ထဲမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးလို့နေပါသည်မြတ်သူတို့လူတိုင်းမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးဖို့လိုပါသည်ဖြူစင်ရတာတရားတရားကတရေကြီးလူသားအလုံးရှင်တန်တီကြည်စင်မြဲလာသည်လောက်အားကုသိုလ်ပြုကြသည်ဒါနကုသိုလ်ပြုကြသည်သီလကုသိုလ်မြဲနေသည်မြတ်သူတို့နှလုံးသားမှာမကြောက်တင်ထားသည်ပရာဟိတလုပ်ငန်းများစွာဝိုင်းဝန်းလို့ဆောင်ရွက်နေပါသည်ပရာဟိတပရာဟိတပရိပ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 ဟိတပရာဆောင်ရွက်ကြခြင်းသည်ပရာဟိတလုပ်ငန်းဟုခေါ်သည်ဘာသာရေး
ကြသည်မှပရာဟိတလုပ်ငန်းဟုခေါ်သည်မြတ်သူတို့စိတ်ထဲမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးလို့နေပါသည်မြတ်သူတို့လူတိုင်းမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးဖို့လိုပါသည်ဖြူစင်ရတာတရားတရားကတရေတီလူသားအလုံးရှင်တန်တီကြည်စင်မြဲလာသည်လောက်အားကုသိုလ်ပြုကြသည်ဒါနာကုသိုလ်ပြုကြသည်သီလကုသိုလ်မြဲနေသည်မြတ်သူတို့နှလုံးသားမှာမကြောက်တင်ထားသည်ပရာဟိတလုပ်ငန်းများစွာဝိုင်းဝန်းလို့ဆောင်ရွက်နေပါပရိသဟိတပရာဟိတ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 ဆောင်ရွက်ကြခြင်းသည်ပရာဟိတလုပ်ငန်းဟုခေါ်သည်ဘာသာရေးလူမှုရေးများမကြမ်းအများကောင်းညို့တဲ့ဘုရားဆောင်ရွက်ကြသည်မှပရာဟိတလုပ်ငန်းဟုခေါ်သည်မြတ်သူတို့စိတ်ထဲမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးလို့နေပါသည်မြတ်သူတို့လူတိုင်းမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးဖို့လိုပါသည်ဖြူစင်ရတာတရားတရားကတရေတီလူသားအလုံးရှင်တန်တီကြည်စင်မြဲလာသည်လောက်အားကုသိုလ်ပြုကြသည်ဒါနာကုသိုလ်ပြုကြသည်သီလကုသိုလ်မြဲနေသည်မြတ်သူတို့နှလုံးသားမှာမကြောက်တင်ထားသည်ပရာဟိတလုပ်ငန်းများစွာဝိုင်းဝန်းလို့ဆောင်ရွက်နေပါပရိသဟိတပရာဟိတ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 ပရိသဟိတပရာဆောင်ရွက်ကြခြင်းသည်ပရာဟိတလုပ်ငန်းဟုခေါ်သည်ဘာသာရေးလူမှုရေးများမကြမ်းအများကောင်းညို့တဲ့ဘုရားဆောင်ရွက်ကြသည်မှပရာဟိတလုပ်ငန်းဟုခေါ်သည်မြတ်သူတို့စိတ်ထဲ
စိတ်ကလေးတွေမွေးလို့နေပါသည်မြတ်မြတ်သူတို့လူတိုင်းမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးဖို့လိုပါသည်ဖြူစင်မြတ်တာတရားတရားကတရေတီလူသားအလုံးရှင်တန်တီကြည်စင်မြဲလာသည်လောက်အားကုသိုလ်ပြုကြသည်ဒါနာကုသိုလ်ပြုကြသည်သီလကုသိုလ်မြဲနေသည်မြတ်မြတ်သူတို့နှလုံးသားမှာမကြောက်တင်ထားသည်ပရာဟိတလုပ်ငန်းများစွာဝိုင်းဝန်းလို့ဆောင်ရွက်နေပါပရိသဟိတပရာဟိတ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 ဆောင်ရွက်ကြခြင်းသည်ပရာဟိတလုပ်ငန်းဟုခေါ်သည်ဘာသာရေးလူမှုရေးများမကြမ်းအများကောင်းညို့တဲ့ဘုရားဆောင်ရွက်ကြသည်မှာပရာဟိတလုပ်ငန်းဟုခေါ်သည်မြတ်မြတ်သူတို့စိတ်ထဲမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးလို့နေပါသည်မြတ်မြတ်သူတို့လူတိုင်းမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးဖို့လိုပါသည်ဖြူစင်မြတ်တာတရားတရားကတရေတီလူသားအလုံးရှင်တန်တီကြည်စင်မြဲလာသည်လောက်အားကုသိုလ်ပြုကြသည်ဒါနာကုသိုလ်ပြုကြသည်သီလကုသိုလ်မြဲနေသည်မြတ်မြတ်သူတို့နှလုံးသားမှာမကြောက်တင်ထားသည်ပရာဟိတလုပ်ငန်းများစွာဝိုင်းဝန်းလို့ဆောင်ရွက်နေပါပရိသဟိတပရာဟိတ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 ပရိသဟိတပရာဆောင်ရွက်ကြခြင်းသည်ပရာဟိတလုပ်ငန်းဟုခေါ်သည်ဘာသာရေးလူမှုရေးများမကြမ်းအများကောင်းညို့တဲ့ဘုရားဆောင်ရွက်ကြသည်မှာပရာဟိတလုပ်ငန်းဟုခေါ်သည်မြတ်မြတ်သူတို့စိတ်ထဲမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးလို့နေပါသည်မြတ်မြတ်သူတို့လူတိုင်းမှာ
ကုသိုလ်ပြုကြသည်ဒါနာကုသိုလ်ပြုကြသည်သီလကုသိုလ်မြဲနေသည်မြတ်မြတ်သူတို့နှလုံးသားမှာမကြောက်တင်ထားသည်ပရာဟိတလုပ်ငန်းများစွာဝိုင်းဝန်းလို့ဆောင်ရွက်နေပါပရိသဟိတပရာဟိတ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 ဆောင်ရွက်ကြခြင်းသည်ပရာဟိတလုပ်ငန်းဟုခေါ်သည်ဘာသာရေးလူမှုရေးများမကြမ်းအများကောင်းညို့တဲ့ဘုရားဆောင်ရွက်ကြသည်မှာပရာဟိတလုပ်ငန်းဟုခေါ်သည်မြတ်မြတ်သူတို့စိတ်ထဲမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးလို့နေပါသည်စိတ်ကလေးတွေမွေးဖို့လိုပါသည်ဖြူစင်မြတ်တာတရားတရားကတည်းတည်းလူသားအလုံးရှင်တန်တည်ကြည်စင်မြဲလာသည်လောက်အားကုသိုလ်ပြုကြသည်ဒါနာကုသိုလ်ပြုကြသည်သီလကုသိုလ်မြဲနေသည်ကြောက်တင်ထားသည်ပရာဟိတလုပ်ငန်းများစွာဝိုင်းဝန်းလို့ဆောင်ရွက်နေပါပရိသဟိတပရာဟိတ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 ပရိသဟိတပရာဟိဆောင်ရွက်ကြခြင်းသည်ပရာဟိတလုပ်ငန်းဟုခေါ်သည်ဘာသာရေးလူမှုရေးများမကြမ်းအများကောင်းညို့တဲ့ဘုရားဆောင်ရွက်ကြသည်မှာပရာဟိတလုပ်ငန်းဟုခေါ်သည်မြတ်မြတ်သူတို့စိတ်ထဲမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးလို့နေပါသည်ပရာဟိတစိတ်ကလေးတွေမွေးဖို့လိုပါသည်ဖြူစင်မြတ်တာတရားတရားကတည်းတည်းလူသားအလုံးရှင်တန်တည်ကြည်စင်မြဲလာသည်လောက်အားကုသိုလ်ပြုကြသည်ဒါနာကုသိုလ်ပြုကြသည်သီလကုသိုလ်မြဲနေသည်
ဆောင်ရွက်နေပါပရိသတ်ဟိတံပရာဟိတံ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 ဆောင်ရွက်ကြခြင်းသည်ပရာဟိတလုပ်ငန်းဟုခေါ်သည်ဘာသာရေးလူမှုရေးများမကြမ်းအများကောင်းညို့တဲ့ဘုရားဆောင်ရွက်ကြသည်မှာပရာဟိတလုပ်ငန်းဟုခေါ်သည်မြတ်မြတ်သူတို့စိတ်ထဲမှာကိန်းအောင်တဲ့တည်းပရာဟိတစိတ်ကလေးတွေမွေးလို့နေပါသည်စိတ်ကလေးတွေမွေးဖို့လိုပါသည်ဖြူစင်ရတာတရားတရားကတည်းတည်းလူသားအလုံးရှင်တန်တီချစ်စင်ရဲ့လာသည်လောက်အားကုသိုလ်ပြုကြသည်ဒါနာကုသိုလ်ပြုကြသည်သီလကုသိုလ်မြဲနေသည်ကြောက်တင်ထားသည်ပရာဟိတလုပ်ငန်းများစွာဝိုင်းဝန်းလို့ဆောင်ရွက်နေပါပရိသတ်ဟိတံပရာဟိတံ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 ပရိသတ်ဟိတံပရာဟိတဆောင်ရွက်ကြခြင်းသည်ပရာဟိတလုပ်ငန်းဟုခေါ်သည်ဘာသာရေးလူမှုရေးများမကြမ်းအများကောင်းညို့တဲ့ဘုရားဆောင်ရွက်ကြသည်မှာပရာဟိတလုပ်ငန်းဟုခေါ်သည်မြတ်မြတ်သူတို့စိတ်ထဲမှာကိန်းအောင်တဲ့တည်းပရာဟိတစိတ်ကလေးတွေမွေးလို့နေပါသည်ပရာဟိတစိတ်ကလေးတွေမွေးဖို့လိုပါသည်ဖြူစင်ရတာတရားတရားကတည်းတည်းလူသားအလုံးရှင်တန်တီချစ်စင်ရဲ့လာသည်လောက်အားကုသိုလ်ပြုကြသည်ဒါနာကုသိုလ်ပြုကြသည်သီလကုသိုလ်မြဲနေသည်ကြောက်တင်ထားသည်ပရာဟိတလုပ်ငန်းများစွာဝိုင်းဝန်းလို့ဆောင်ရွက်နေပါပရိသတ်ဟိတံပရာဟိတံပရိသတ်ဟိတံပ
ကြခြင်းသည်ပရာဟိတလုပ်ငန်းဟုခေါ်သည်ဘာသာရေးလူမှုရေးများမကြမ်းအများကောင်းညို့တဲ့ဘုရားဆောင်ရွက်ကြသည်မှပရာဟိတလုပ်ငန်းဟုခေါ်သည်မြတ်သူတို့စိတ်ထဲမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးလို့နေပါသည်မြတ်သူတို့လူတိုင်းမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးဖို့လိုပါသည်ဖြူစင်ရတာတရားတရားကတရေတီလူသားအလုံးရှင်တန်တီကြည်စင်မြဲလာသည်လောက်အားကုသိုလ်ပြုကြသည်ဒါနာကုသိုလ်ပြုကြသည်သီလကုသိုလ်မြဲနေသည်မြတ်သူတို့နှလုံးသားမှာမကြောက်တင်ထားသည်ပရာဟိတလုပ်ငန်းများစွာဝိုင်းဝန်းလို့ဆောင်ရွက်နေပါပရိသတ်ဟိတပရာဟိတ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 ပရိသတ်ဟိတပရာဆောင်ရွက်ကြခြင်းသည်ပရာဟိတလုပ်ငန်းဟုခေါ်သည်ဘာသာရေးလူမှုရေးများမကြမ်းအများကောင်းညို့တဲ့ဘုရားဆောင်ရွက်ကြသည်မှပရာဟိတလုပ်ငန်းဟုခေါ်သည်မြတ်သူတို့စိတ်ထဲမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးလို့နေပါသည်မြတ်သူတို့လူတိုင်းမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးဖို့လိုပါသည်ဖြူစင်ရတာတရားတရားကတရေတီလူသားအလုံးရှင်တန်တီကြည်စင်မြဲလာသည်လောက်အားကုသိုလ်ပြုကြသည်ဒါနာကုသိုလ်ပြုကြသည်သီလကုသိုလ်မြဲနေသည်မြတ်သူတို့နှလုံးသားမှာမကြောက်တင်ထားသည်ပရာဟိတလုပ်ငန်းများစွာဝိုင်းဝန်းလို့ဆောင်ရွက်နေပါပရိသတ်ဟိတပရာဟိတ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 ဆောင်ရွက်ကြခြင်းသည်ပရာဟိတလုပ်ငန်းဟုခေါ်သည်ဘာသာရေး
ပရာဟိတလုပ်ငန်းဟုခေါ်သည်မြတ်သူတို့စိတ်ထဲမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးလို့နေပါသည်မြတ်သူတို့လူတိုင်းမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးဖို့လိုပါသည်ဖြူစင်မြတ်တာတရားတရားကတရေတီလူသားအလုံးရှင်တန်တီချစ်စင်မြဲလာသည်လောက်အားကုသိုလ်ပြုကြသည်ဒါနာကုသိုလ်ပြုကြသည်သီလကုသိုလ်မြဲနေသည်မြတ်သူတို့နှလုံးသားမှာမကြောက်တင်ထားသည်ပရာဟိတလုပ်ငန်းများစွာဝိုင်းဝန်းလို့ဆောင်ရွက်နေပါပရိသဟိတပရာဟိတ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 ပရိသဟိတပရာဆောင်ရွက်ကြခြင်းသည်ပရာဟိတလုပ်ငန်းဟုခေါ်သည်ဘာသာရေးလူမှုရေးများမချမ်းအများကောင်းညို့တဲ့ဘုရားဆောင်ရွက်ကြသည်မှာပရာဟိတလုပ်ငန်းဟုခေါ်သည်မြတ်သူတို့စိတ်ထဲမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးလို့နေပါသည်ပရာဟိတစိတ်ကလေးတွေမွေးဖို့လိုပါသည်ဖြူစင်မြတ်တာတရားတရားကတရေတီလူသားအလုံးရှင်တန်တီချစ်စင်မြဲလာသည်လောက်အားကုသိုလ်ပြုကြသည်ဒါနာကုသိုလ်ပြုကြသည်သီလကုသိုလ်မြဲနေသည်ကြောက်တင်ထားသည်ပရာဟိတလုပ်ငန်းများစွာဝိုင်းဝန်းလို့ဆောင်ရွက်နေပါပရိသဟိတပရာဟိတ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 ဆောင်ရွက်ကြခြင်းသည်ပရာဟိတလုပ်ငန်းဟုခေါ်သည်ဘာသာရေးလူမှုရေးများမချမ်းအများကောင်းညို့တဲ့ဘုရားဆောင်ရွက်ကြသည်မှာပရာဟိတလုပ်ငန်းဟုခေါ်သည်မြတ်သူတို့စိတ်ထဲမှာကိန်းအောင်တဲ့
စိတ်ကလေးတွေမွေးလို့နေပါသည်မြတ်မြတ်သူတို့လူတိုင်းမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးဖို့လိုပါသည်ဖြူစင်မြတ်တာတရားတရားကတတိတီလူသားအလုံးရှင်တန်တီကြည်စင်မြဲလာသည်လောက်အားကုသိုလ်ပြုကြသည်ဒါနာကုသိုလ်ပြုကြသည်သီလကုသိုလ်မြဲနေသည်မြင့်မြတ်သူတို့နှလုံးသားမှာမကြောက်တင်ထားသည်ပရာဟိတလုပ်ငန်းများစွာဝိုင်းဝန်းလို့ဆောင်ရွက်နေပါပရိသဟိတပရာဟိတ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 ဆောင်ရွက်ကြခြင်းသည်